ကဲအခုတခါကျွန်တော်မိတ်ဆွေတွေကိုတန်တာလေးလုံးထက်အောင်မေးဦးမယ်နော်ဒီကောင်လေးကတော့ဒါ Redmi 8လေးပါ Redmi 8 RAM 332 GB သူ့ရဲ့ဈေးနှုန်းလေးကတော့35,500ကျပ်ပါဒါ global version လေးပြောင်းပြီးပါပြီနော်တိုက်စီအသွင်ကြိုးလေးဖြစ်သွားပြီအဝင်နေပါပြီဗျာမြန်ပြီကျွန်တော်တို့ battery MAH လည်း 9000 mAh ပါတယ်အဲ့တော့ကျွန်တော်တို့ game software ပါညာနော်YouTube ဘာညာ TikTok Facebook အကုန်ရတယ်เนาะဒါ social daily app တွေလည်းအကုန်သုံးလို့ရမယ်ဒါ global version လေးဆိုတော့ကျွန်တော်တို့ကဒါ Play Store ဘာညာလည်းအာရုံမနောက်ကဘူး Google နဲ့ပတ်သက်တာတွေလည်းဒါသူဒီလုံးလေးကတော့ဒါကျွန်တော်ဆိုင်မှာဒါအပေါင်ဆုံးလုံးလေးပေါ့เนาะအပေါင်ဆုံးလေးမို့လို့ဒါကျွန်တော်ဈေးသက်သက်သားလေးနဲ့ပြန်ရောင်းပေးထားပါတယ်ဒီကောင်လေးက RAM 332 GB သူအလုံးပေါင်းလေးတော့နည်းနည်းပါရှိမယ်တိုက်စီအသွင်ကြိုးလေးလည်းဖြစ်သွားပြီเนาะထပ်ပြီးပြောပြပါမယ်ဈေးနှုန်းလေးက35,500ကျပ်ပါကင်မရာဘာညာလည်းအဲ့ဒါလုံးဝမရှိပါဘူးကင်မရာလည်းလုံးဝကြည်ရှင်းပါတယ်ဒါစဖီလည်းရိုက်လို့ကောင်းတယ်เนาะဒါ main ကင်မရာလေးလည်းကြည်ရှင်းရှင်းလေးရှိတယ်ဒီကောင်လေးကတော့ fingerprint လေးတော့မရဘူးကြံရတာလုံးဝမရှိပါဘူးအာမခံလည်းကျွန်တော်တလားတီတီပေးပြီးတော့ရောင်းပါတယ်ကျွန်တော်တို့ဆိုင်မှာဒါအခုဘယ်ဖုန်းမဆိုเนาะအာမခံပေးရောင်းပါတယ်ဆိုင်မှာလာဝယ်ခြင်းတဲ့မိတ်ဆွေတို့ကတော့အမှတ်150နဲ့ရန်ကုန်အင်းစိန်လမ်းမှာကြီးကလားကြောင်မှတ်တိုင်နဲ့ခွဲကြမှတ်တိုင်ကြကျွန်တော်တို့ရဲ့ကိုဖြိုးမိုဘိုင်းမှာလာရောက်ပြီးတော့မျက်မြင်ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ